မင်္ဂလာပါခင်ဗျာ Zero to Hero Boss တွေကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဆရာညီညီဆိုင်ရေးသားထားတဲ့လူတိုင်းအရင်ကြိုက်တဲ့စာအုပ်တစ်ခုဖြစ်တဲ့လူတိုင်းကြိုက်ဖို့မလို့ဆိုတဲ့စာအုပ်တွေကစာပိုက်လေးဖြစ်တဲ့ချမ်းသာဖို့မွေးလာတာဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီစာပိုက်ကိုတင်သိရှိသွားပြီဆိုရင်တော့တင်ကချမ်းသာဖို့နီလန်ကိုတွေးရှိသွားမှာပဲဖြစ်ပါတယ်ဒီတော့စလိုက်အောင်ချမ်းသာဖို့မွေးလာတာကျွန်တော်မှာယုံကြည်ချက်တစ်ခုရှိရဲအဲ့ဒါဟာလူတိုင်းကချမ်းသာဖို့မွေးလာတာဆိုတဲ့ယုံကြည်ချက်ပါပဲဒီလိုဆိုတချို့ကမီးကွန်းထုတ်ပါလိမ့်မယ်ဒါဆိုလောကမှာလူအများစုကဘာကြောင့်ဆင်းရဲနေကြတာလဲပေါ့အဲ့ဒီအတွက်လည်းအဖြေကရှင်းပါတယ်ဆင်းရဲနေတဲ့လူတွေဟာချမ်းသာအောင်မလုပ်ကြသေးဘူးပါပဲတကယ်ပါလူတွေဟာအမှန်တကယ်ဆင်းရဲနေကြတာမဟုတ်ပါဘူးသူတို့ဟာပြင်းပြတဲ့ချမ်းသာခြင်းစိတ်မရှိကြသေးဘူးပါမယုံရင်ကိုပြန်မြင်ကြည့်ပါချမ်းသာခြင်းသလားလို့အဖြေကတော့ရှင်းပါတယ်ချမ်းသာခြင်းတာပေါ့ဒါဆိုထပ်မိလိုက်ပါတကယ်ကိုစိတ်ထဲနှလုံးသားကနေအပြင်းအထန်ချမ်းသာခြင်းတာဟုတ်ရဲ့လားအဲ့ဒါဆိုရင်အဖြေကပေါ်လာပါလိမ့်မယ်ပြီးတော့အဖြေနဲ့အတူကျွန်တော်တို့ရဲ့အုံနောက်ကမိမိကိုယ်ချက်ချင်းပြန်သုံးသပ်နေပါလိမ့်မယ်နောက်ပြီးကိုယ့်ရဲ့အခုလုပ်ရက်တွေကတကယ်ကိုပြင်းပြင်းထန်ထန်ချမ်းသာခြင်းစိတ်မရှိသေးဘူးဆိုတော့ကိုလေတိတ်တဆိတ်လက်ခံလာပါလိမ့်မယ်ကိုယ်စိတ်ကိုမညာနဲ့ပေါ့ဘာကြောင့်လဲဆိုတော့လောကမှာအယံကိုချမ်းသာခြင်းတဲ့သူတွေဟာအချိန်တိုင်းကိုအပြင်းအထန်ကြိုးစားနေကြလို့ပါပဲတင်းအနေနဲ့အဲ့ဒီလောက်ထိမကြိုးစားသေးဘူးဆိုရင်တင်းဟာပါဇက်ပြောချမ်းသာခြင်းနဲ့သူတယောက်သာဖြစ်ပါတယ်ဆိုတော့လူတယောက်ကိုသူ့ရဲ့အလုပ်ပေါ်တကယ်ကိုအပြင်းအထန်စရုပ်ကိုပါနှိမ့်မြုပ်ပြီးလောက်ကန်ခြင်းရှိမရှိကိုလေးလာသုံးသပ်ခြင်းအပြင်သူဟာတကယ်ကိုချမ်းသာခြင်းနဲ့သူကပါဇက်အာတိတာပြောင်းလျှောက်ပြောနေတဲ့ချမ်းသာခြင်းတူလားဆိုတာပေါ်ပါတယ်နောက်တစ်ခုကချမ်းသာဖို့ဆိုရင်လမ်းရွေးမှန်ဖို့လေးလိုပါတယ်ဆိုကြပါစို့ကျွန်တော်တို့ဟာချမ်းသာခြင်းဝန်ထမ်းလုပ်တာထက်ကိုပိုင်စည်းပွားရေးလုပ်နေတာမျိုးပေါ့တေချာစဉ်းစားကြည့်ပါလောကမှာဝန်ထမ်းဘဝကနေကြီးကြီးတက်ချမ်းသာသွားတဲ့သူဆိုတာမရှိပါဘူးရှိခင်နဲ့သူဟာယာထူးအာနာပေါ့အလွေးသုံးစားလုပ်ဘူးရင်ဖြစ်ဒါမှမဟုတ်ကိုပုံမှန်လာစာကိုစီးပွားရေးတစ်ခုနဲ့ထိန်းထားလာပြီဖြစ်လုံမှာဒါချမ်းသာပါလိမ့်မယ်မဟုတ်ရင်မလွယ်ပါဘူးအထူးသဖြင့်အစိုးရဝန်ထမ်းတွေအတွက်ပိုမလွယ်ပါဘူးဒီအတွက်ကျွန်တော်ကတော့ရိုးရိုးလေးပဲတွေ့ပါတယ်ချမ်းသာခြင်းတထည့်အဖြစ်မြတ်စီးပွားရေးကိုလုပ်တဲ့အခါမှာလေအင်တိုက်အားတိုက်လုပ်တတိရှိလို့စွန့်စွန့်စားစားလုပ်ခစ်ကိုမျက်ချင်မပြတ်နဲ့ဒါဆိုချမ်းသာမယ်ဒါပေတိဒီလိုချမ်းသာဖို့ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါမှာပြောတလောက်တော့မလွယ်ပါဘူးမမြင်နိုင်တဲ့စင်ခေါ်မှုတွေမထင်ထားတဲ့အခက်အခဲတွေကအများကြီးရှိတာပေါ့တေချာတာကတော့ဘေးကိစ္စမစိုးပေးဆက်မှုတွေစွန့်စားမှုတွေကတော့လိုကိုလိုမှာပဲဒီတော့ကဘာပေါ်မှာကိုစမ်းကိုစားနဲ့ကြီးကြီးတက်ချမ်းသာနေတဲ့လူကိုကြည့်လိုက်ပါအဲ့ဒီတထေးတွေကအကုန်လုံးဟာသူတို့ချမ်းသာဖို့လူမသိသူမသိပေးဆက်ခေးရတာမှာပါအများကြီးပါပဲဆိုတော့ကျွန်တော်တို့လေသူတို့လူချမ်းသာခြင်းသူတို့လူစွန်းစွတ်ဆဆလုပ်ရဖို့လိုအပ်တယ်လို့သူတို့ကြိုးစားတယ်လို့ကိုယ်စီပွားရေးအပေါ်ဘာတုံခွန်းဆိုင်အချိန်ပိတ်လုပ်ဖို့လေလိုတယ်ခက်တာကကျွန်တော်တို့ဟာသူတို့ချမ်းသာတယ်လို့တော့ချမ်းသာခြင်းကြပါတယ်သူတို့ဘဝကိုလောကဓာတ်နဲ့အပြင်းအထန်စိန်ခေါ်တယ်လို့မျိုးတော့ကျွန်တော်တို့ကစိတ်မခေါ်ရဲပါဘူးဒါကြောင့်လေအခုချိန်မှာသူတို့ကြီးကြီးတက်ချမ်းသာပြီးကျွန်တော်တို့ကပြမြောက်ဆင်းရဲနေကြတာပေါ့ဆိုတော့ဒီအကြောင်းကိုတေချာစဉ်းစားကြည့်တဲ့အခါလူတိုင်းချမ်းသာနိုင်တယ်ဆိုတာကိုသိလာပါတယ်ဒါပေမဲ့တဦးနဲ့တဦးကြားမှာခံချက်တွေအတွေ့အခေါ်တွေလောက်ကင်ပုံတွေစိတ်ခွန်အားတွေဇွေတတိတွေကကွေးပြကြတဲ့အတွက်လူတိုင်းတော့မချမ်းသာကြဘူးပေါ့တေချာတာကတော့လူတိုင်းဟာမွေးကလေးကချမ်းသာဖို့စူးစမ်းပိုင်ခွင့်ရှိရဆိုတာပါပဲဒီနေရာမှာနောက်တစ်ခုသိရမှာကအတိတ်ကအရာချမ်းသာမဲ့သူနဲ့စူးစမ်းမှချမ်းသာမဲ့သူဆိုပြီးနှမျိုးရှိပါသေးတယ်ဆိုကြပါစို့လူတစ်ယောက်ကအတိတ်ကအရာချမ်းသာမဲ့သူဆိုရင်မွေးကလေးကကြီးကြီးတက်ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာပါတယ်ဒီလူမှမဟုတ်ပဲရိုးရိုးတန်မဲ့မိသားစုမှာမွေးဖွားလာခဲ့ရင်တော့သူဟာစူးစမ်းအားထုတ်မှသာချမ်းသာမဲ့သူဖြစ်ပါတယ်ဒါဆိုတင်လေကိုပြန်သုံးတတ်ပါတင်ဟာကြီးကြီးတက်ချမ်းသာတဲ့မိသားစုကမွေးဖွားလာသူလားမဟုတ်ဘူးဆိုရင်တော့တေးထားပါပြီတင်ဟာချမ်းသာဖို့အတွက်အပြင်းအထန်စူးစမ်းရပါလိမ့်မယ်ဒီတော့ဘာမှအားငယ်စရာမလိုပါဘူးဘာကြောင့်လဲဆိုတော့အခုကဘာပေါ်မှာချမ်းသာနေတဲ့ဘီလီယံတန်တထွေးတွေကိုကြည့်လိုက်ပါအားလုံးလူကစူးစမ်းပြီးချမ်းသာလာတဲ့သူတွေကြည့်ပါပဲဆိုတော့တင့်အနေနဲ့ချမ်းသာခြင်းစိတ်ပိုင်းဖြတ်ထားပါလိုက်ပါတင်ဟာချမ်းသာဖို့မွေးလာသူဆိုတာပေါ့တကယ်ကအဲ့ဒီစိတ်ပိုင်းဖြစ်မှုဟာတိတ်ကိုအရေးကြီးပါတယ်ချမ်းသာခြင်းအဲ့ဒီစိတ်ကိုသာတွင်းထားပါပြီးရင်အတိအလီစူးစမ်းပါတေချာကတော့မဟုတ်ချအောင်မြင်ပါလိမ့်မယ်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့တင်းအနေနဲ့အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ